Hello ချစ်ရပရိသတ်များအားလုံးမင်္ဂလာပါရှင်။ပရိသတ်တွေတောင်းဆိုမှုများတဲ့ဆရာကြီးတက္ကသိုလ်ဖုန်းနိုင်ရေးသားထားတဲ့တငယ်ချင်းလို့ပဲဆက်၍ခေါ်မိခိုင်းဆိုတဲ့စာအုပ်လေးရဲ့အစဆုံးဖတ်ပြပေးသွားမှာပါ။ဆရာရဲ့နာမည်ကျော်ကြားလူကြိုက်များတဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ရုံလည်းအကောင်းဆုံးဖတ်ပြပေးမှာပါ။တကယ်ကိုရှင်လင်းခံစားရတဲ့စာအုပ်လေးတစ်အုပ်ဖြစ်တာမလို့အားလုံးလည်းကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်ရှင်။သူ့လက်မောင်းကြီးတစ်လုံးလုံးနဲ့ဆက်လက်ကြော်မြဲကြော်နေရဲ့ဟာဒေါ်လေးကလည်းအေးအေးပဲလုံနေရဲ့မောင်ပြောတာနားထောင်မအောင်ဒေါ်လေးနားထောင်နေပါရဲ့ကောင်မလေးပျောက်သွားတယ်ဆရာကြီးတို့လိုက်ရှာကြတယ်အင်းလီအဲ့ဒါဘာဖြစ်လဲကောင်မလေးကိုဘလူးကောင်းဖြတ်ဖမ်းသွားလာမှမသိတာဒါမဲ့ဒေါ်လေးပဲပြောတာပဲဘလူးကောင်းဖြတ်ကသစင်ပန်းပန်ထားတဲ့သူမှဖြတ်တယ်ဆိုအခုသစင်ပန်းမပေါ်သေးဘူးလေဒီတော့ကောင်မလေးကိုဘလူးကောင်းဖြတ်ကျွန်တော်စကားမဆုံးလိုက်ရဒေါစာဦးကြီးကရောင်းမကြီးကိုလွှတ်ချလိုက်တယ်မျက်လုံးကြီးပြူရဟိုကြည့်ဒီကြည့်ဖေဖေနဲ့မမေကကလေးများအားချောက်လန့်သည်ကိုမကြိုက်တို့ရရင်ဒေါစာဦးကြီးဟာကျွန်တော်ထမ်းပင်လောက်ရှိသောတစီကြီးများအကြောင်းလက်ရွက်ကြီးများကိုစောင့်ပမာဖတ်၍ချုပ်အိတ်ထွက်သောတပည့်ကြီးများအကြောင်းဒီဇင်ဘာလသစင်ပန်းများပွင့်ရင်သစင်ပန်းပန်သူကိုလိုက်၍ခေါင်းဖြတ်တတ်သောဘလူးခေါင်းဖြတ်များအကြောင်းစသည်ဖြင့်မဟုတ်ကဟုတ်ကကြောက်စရာအစုံပြောပြတတ်တယ်ပြောပြပြီးရင်လည်းကျွန်တော်နှုတ်ပိတ်တယ်မောင်ဒေါ်လေးပြောတာရင်ဆရာကြီးနဲ့မမမြောက်ပြန်မပြောနဲ့နော်ပြီးတော့ကိုလည်းမပြောရအောင်ပြန်ပြောရင်တော့အဲ့ဒီအကြောင်းတွေဘယ်တော့မှဒေါ်လေးမပြောတော့ဘူး။ဤဒီကကျွန်တော်နဲ့ဒေါစာဦးကြီးတို့ရဲ့နားလည်မှုစာချုပ်ဖြစ်တယ်။ယခုကျွန်တော်ကဘလူးကောင်းပြအကြောင်းတူတူပင်ပြောတော့လေဒေါစာဦးကြီးကထိတ်လန့်၍ဟိုတီတီကြည့်ရဲ့။ကံအားလော်စရာမမေကခက်လန့်လန့်မှာမမေဆန်နဲ့တူအလုံးများနေရဲ့။ဒေါစာဦးကြီးကသူ့ပါဖောင်းဖောင်းကြီးနဲ့နှက်ကန်းဖောင်းဖောင်းတွေပြိတ်ထိန်၍ခန္ဓာကိုယ်နဲ့မလိုက်အောင်တူးတဲ့လေတံနဲ့ပြောပြရဲ့။ကောင်မလေးကိုဘလူးကောင်းဖြတ်ခေါ်သွားတာမဟုတ်ဘူး။ဒီချိန်ဘလူးကောင်းဖြတ်မပေါ်သေးဘူး။ဥစ္စာဆောင်ခေါ်သွားတာလားမသိပဲကျွန်တော်ဒေါစာဦးကြီးရဲ့အသစ်ဆန်းဖြတ်တဲ့ဥစ္စာဆောင်ဆိုတဲ့စကားကိုစိတ်ဝင်စားသွားတယ်။ဒေါ်လေးအဲ့ဒီဘာတိဥစ္စာဆောင်ဥစ္စာဆောင်ဆိုတာဘာလဲဥစ္စာဆောင်ဆိုတာလူမဟုတ်ဘူးတရေလည်းမဟုတ်ဘူးယောက်ျားလေးမဟုတ်ဘူးမိန်းမပြီးတော့တိတ်ချောတယ်လူမဟုတ်ဘူးတရေလည်းမဟုတ်ဘူးယောက်ျားလေးမဟုတ်ဘူးပြီးတော့တိတ်ချောတယ်သူကဘာလို့ကောင်မလေးကိုခေါ်သွားမှာလဲထို့စဉ်မိမိကတစ်ဖက်သမီးစားကမှထွက်လာတယ်ဒေါစာဦးကြီးကြပြကရောင်းမကြီးကရွေးမျက်ဆက်ကြော်ရင်လည်းကျွန်တော်ကိုပြောတယ်မောင်ဒေါ်လေးတို့ပြောတာလေဆရာကြီးကိုပြန်မပြောရအောင်နော်မမမြောက်လည်းမပြောရအောင်ကိုလည်းမပြောရအောင်အိမဒေါ်လေးကမောင်မေတို့ကပြောဘူးလို့လေအေးပြန်မပြောနေကြလားဒေါ်လေးမောင်ဥစ္စာဆောင်အကြောင်းရင်ပြီးတော့ကက်ကြီး၃ပါးတိုက်တဲ့အကြောင်းရင်ပြောပြအောင်ပဲသိလားမိမိကကျွန်တော်ဒီတို့ရောက်လာတယ်ဒေါစာဦးကြီးကဟန်မပြတ်ပဲတရှင်းရှင်းနဲ့မြစ်တီဆက်ကြော်ရင်ကျွန်တော်ကလည်းဂရီရှိတာနဲ့အညီဘာမှအထွေထူးမပြောခဲ့ရဲ့အတန်အေးနေပြီဖြစ်သောပစုံကြော်ရီကိုမေတေးသေးနဲ့စားနေရဲ့မိမိကကျွန်တော်မခေါ်အသားပုံရင်ပြုံးချူစွာနဲ့ဆိုရင်ငါသာစားလာပလားမောင်မစားသေးပါဘူးဒေါစာဦးကြီးနဲ့စကားပြောနေရပါစာဦးနဲ့ကသာဘာပြောနေကြရလဲဒေါစာဦးကြီးကကျွန်တော်ထိတ်လန့်တကြားမော့ကြီးရဲ့ဒေါ်လေးကကျွန်တော်ဟိုဒေါ်လေးပါရဲ့ဒေါစာဦးကြီးကမိမိဘက်သို့ပြပြလေးတလဲပြီးတော့ဖြေတယ်ဟုတ်မောင်ကနေကင်းစာဘာစားမလဲလို့ဟိုပေါမောက်အုံတို့ဆန်ကျွေးမယ်လို့ပြောတာပါကျွန်တော်ကဒေါစာဦးကြီးကိုစိတ်မချမ်းသာအောင်စခဲ့ရသဖြင့်စိတ်ကြည်နေသောကြောင့်အိမ်ရှိကံကိုထွက်လာတယ်ကျွန်တော်အိမ်ရှိသို့ရောက်တဲ့အခါအဆက်အသက်ပဲဖေဖေတို့လည်းပြန်ရောက်လာတယ်ဖေဖေတို့တန်ကြားသဖြင့်မေမေလည်းထွက်လာခဲ့တယ်မေမေတကားဖွင့်ပေးအပြီးမှာဖေဖေကဆိုတယ်ညကြီးကိုရဲ့စိတ်သက်သာပေးကွယ်ဘာလဲကိုကောင်မလေးပြန်တွေးခဲ့မလားတွေးခဲ့တယ်ဟိုကြိုက်ဘောဒီကုန်းသားမှာမိမိကျွန်တော်ကမတိမတာမျက်စောင်းထုတ်ပြ၍စေးသက်သာသွားယူတယ်ကျွန်တော်စိုးရိမ်တကြီးဖြင့်ဖေနာကတ်သွားမိရဲ့ဖေကောင်မလေးခေါင်းမပြတ်ဘူးမဟုတ်လားဖေကျွန်တော်ဟာမျက်မှောင်ကြုံကြည့်ရဲ့ကျွန်တော်ကလည်းစကားမှားသွားမှတတိပြုမိရဲ့ကောင်မလေးကဘာလို့ခေါင်းပြတ်မှာလဲရုံတရက်ကျွန်တော်ဖြည့်စရာမရှိကျွန်တော်ဖေဆရာဝန်ကြီးတူပြီးအရေးထဲတွင်ခေါင်းအေးထား၍စဉ်းစားနိုင်သူထို့ကြောင့်လည်းကျွန်တော်စကားအမှားအကြောင်းတစုံတရာချက်ချင်းရိပ်မိသွားတယ်ငါတော့ဘလူးခေါင်းပြတ်အကြောင်းဘယ်သူပြောတာလဲတားကိုစာဦးပြောတယ်မဟုတ်လားကျွန်တော်ဒေါစာဦးကြီးကိုသစ္စာရှိစွာဖြင့်အပြစ်မပေးဘဲငြိမ်နေတယ်ဖေဖေကပါများနေရဲ့နေ့တီကိုထောင်ရင်အလုံးစိတ်ဆိုးနေကြောင်းသိရဲ့တို့ရရဲ့ကံအားလျော်စွာအချိန်မိပင်မေမေကစေးတစ်တောင်ယူရင်ပြန်ရောက်လာတယ်မေမေကောင်မလေးဘာဖြစ်လို့လဲအော်မေမေလေးဘယ်သိမလဲမောင်လေးဒီမှာရှိတာပဲဤသို့ကျွန်တော်တို့သားမင်းအိမ်တွင်ပြန်ဝင်လာခဲ့ကြရင်ဤချိန်နေမှုကျွန်တော်ကမိဖို့တဲ့သူမသွားတော့ပဲထမင်းစားစပွဲတွေထဝင်းထားရင်စဉ်းစားမိရဲ့တရားသူကြီးသမီးကောင်မလေးကိုပြန်တွေးခဲ့ပြီးဆိုတယ်ဒေါစာဦးကြီးကဥစ္စာဆောင်ခေါ်သွားတယ်လို့ဆိုရဲဖေဖေကလည်းစိတ်အိတ်ကိုယူသွားတယ်ဥစ္စာဆောင်ဆိုတာဟာ
ကောင်မလေးကိုဘာလုပ်လုပ်လိုက်တာလဲကျွန်တော်တွေနဲ့ကျွန်တော်ချာချာလေးလေးကိုက်ဖေဖေကိုမောင်ညိုနဲ့ကိုပိုးခင်တို့ပြန်ရောက်လာတယ်ဖေဖေအပေါ်တက်သူအဝယ်လဲရတက်သွားတယ်မမေကလည်းဒေါ်စာဦးကြီးတို့ကထမင်းပြင်ရညှို့ချလိုက်တယ်မမေဆန်ကဒေါ်စာဦးကြီးခုခတ်ပြီးသူများယူဆောင်သွားပြီးထမွေးပွဲပြန်တယ်အမြတ်ဆက်အဝယ်စားလဲခဲ့တော့ကိုမောင်ညိုကလည်းမမေဆန်ကိုကူတယ်ကိုမောင်ညိုနဲ့မမေဆန်တို့ထမင်းပွဲပြန်သူကိုကြီးကြံရင်ဒေါ်စာဦးကြီးကကျွန်တော်ညီကိုကတ်လာတယ်ထော်လီကောင်မလေးကိုဥစ္စာဆောင်ကဘာလို့လုပ်လိုက်လဲမသိဘူးရှူတူတူမောင်ကဥစ္စာစာကြောင့်တိကျန်တာလားတိကျန်တာဘောဒေါ်လေးကတိကျရင်လက်ပြန်နေခင်းကြတော့ဒေါ်လေးခန့်လာခဲ့ပြောပြမယ်သိလားဤသို့ကျွန်တော်တို့စာချုပ်နေစဉ်အဝင်းစားလဲပြီးဖေဖေနဲ့မေမေဆင်းလာတယ်ဖေဖေကစပွဲထိတ်မှထိုင်နေမေမေကဖေဖေလံဝဲပန်းစပွဲလေမှထိုင်နေဖေဖေနဲ့မျက်နှာချမ်းဆိုင်တခြားစပွဲထိတွင်ကျွန်တော်ထိုင်ရတယ်ကိုကိုရှိရင်ကျွန်တော်ထိုင်တော့နေရာမှာကိုကိုထိုင်နေထိုအခါကျွန်တော်ကမမေနီးတင်ဖြစ်စီဒေါ်စာဦးကြီးအနီးတွင်ဖြစ်စီထိုင်လေးရှိရဲ့ကျွန်တော်တို့ထမင်းစာစားတယ်ကျွန်တော်အလွန်ကြိုက်တော့ဝဘိုးမြင့်နဲ့ပစိုးကျော်ကိုထမင်းနဲ့မရီရှိတ်ရီကုန်းလွှေးနေခိုင်းမမေကဖေဖေကိုမေးတယ်ကလေးမလေးကဘာဖြစ်တာလဲတဲ့ကိုကိုဖေဖေကခဝဲသေးဟင်းကျို့ကိုတောက်နေရမှာမမေကိုလန့်ကြည့်ရဲ့ရုပ်တရက်မဖြေပဲစဉ်းစားတဲ့အောင်ငြိမ်နေပြီးထမင်းတစ်လုံးဝါပြီးမှဆိုတယ်ကိုကိုတော့အတက်မပြောနိုင်သေးဘူးဒါပေမဲ့ညောင်ကိုကိုတခါပြောပြဘူးလေစိတ်ရောဂါလို့ထင်တာပဲစိတ်ရောဂါဆိုတာဘာလဲဖေဖေမောင်နားထောင်စာအုပ်လည်းနားထောင်စိတ်ရောဂါဆိုတာဖြားတာလည်းမဟုတ်ဘူးနားတာလည်းမဟုတ်ဘူးဘာမှဖြစ်တာလည်းမဟုတ်ဘူးဉာဏ်မရှိတဲ့လူကြီးတွေကြောင့်ကလေးတွေဒုက္ခမရောက်တဲ့ပဲရောက်ရတာကိုခေါ်တာဒီတော့စာအုပ်လောကကြီးမှာမရှိတဲ့ဘလူးကောင်းဖြတ်တို့ဘာလို့ဆိုတာတွေကိုမောင်ကိုမဟုတ်ကမပြောနေကြလားပြောရင်တော့နေ့ကိုလူကြီးတံမဲ့စိတ်ရောဂါရတယ်ဆိုပြီးစိတ်ရောဂါကိုစိတ်ယုံပို့ပြမယ်ကြလားဖေဖေပြောသောစကားအားလုံးကျွန်တော်နားမလဲသူရရင်ထမင်းကိုဖြောင်ဖြောင်မမျိုးနိုင်အောင်အိန္ဒိယပြတ်သွားသောဒေါစာဦးကြီးမှာလူကြီးတံမဲ့စိတ်ရောဂါဆွဲကပ်နေပြီလို့ကျွန်တော်ပါဖောင်းဖောင်းကြီးဖြစ်ချစ်စရာကောင်းသောဒေါစာဦးကြီးကိုတနာစွာလန့်ကြည့်ရင်ဒေါစာဦးကြီးကထမင်းဝိုင်းမှာထပြီးရင်ဒေါစာဦးကြီးကတကယ်ပဲစိတ်ရောဂါရနေသလားကျွန်တော်အမေကြောင့်ဖေဖေကထမင်းသိအောင်ဆက်ရည်ရင်မောင်တော်လေးကမဟုတ်တာတွေပြောလို့ဖေဖေကခြောက်လိုက်တာပါဘလူးကောင်းပြတ်တို့တရေတို့ဆိုတာလောကမှာမရှိဘူးမောင်ကိုရင်ခွဲရုံဖေဖေခေါ်တော့ဘူးသားပဲတီနေတဲ့လူကိုဖေဖေကဓာတ်နဲ့ခွဲတော့သူကဘာပြန်လုံးနိုင်တယ်လဲတီတဲ့လူကဘာပြန်လုံးနိုင်မလဲမောင်သိတာပဲတီတဲ့လူကဘာပြန်လုံးနိုင်တယ်လဲစာအုပ်ကတီတဲ့လူကိုတစေဖြစ်တယ်ဘာဖြစ်တယ်နဲ့မဟုတ်ကကြောက်တယ်အဲ့လိုမဟုတ်ကကိုကြောက်တတ်တဲ့လူကိုစိတ်ရောဂါရှိရဲ့လို့ခေါ်တယ်ကျွန်တော်မမေကိုလမ်းကြည့်ရင်မမေကလည်းပြုံးပြုံးရည်ရည်ဖြင့်ဖေဖေပြောသည့်ကိုထောက်ခံတဲ့အဟံကောင်းငိမ့်နေကျွန်တော်တော့စာဦးကြီးကိုတနာသွားတယ်ဖေဖေပြောတဲ့အတိုင်းဆိုရင်စာဦးကြီးကမဟုတ်ကရှောက်ပြောနေတော့စိတ်တဆယောဂတဲ့ထို့ကြောင့်ကျွန်တော်ထမင်းစားပြီးရကတော့စာဦးကြီးခန်းသို့သွားလိုက်တယ်ဒေါ်လေးခေါင်းကိုက်နေသလားအဲ့ဒါဖေဖေပြောတဲ့စိတ်ယောဂဖြစ်မှာပဲဒေါ်လေးလည်းဘာလို့မဟုတ်ကတွေယုံတာလဲဒေါ်လေးကမဟုတ်ကတွေပြောတာမဟုတ်ဘူးမောင်ကသာဆရာကြီးကိုဘာမဟုတ်ကတွေသွားတိုင်တာလဲမောင်တော့ဘယ်တော့မှမပြောတော့သိရလားမောင်ကနှုတ်မလုံးပဲအစတရားဥစ္စာဆောင်နဲ့ကက်ကြီး၃ပါးကြောင့်ပြောပြမလို့ခုတော့ဘယ်တော့မှမပြောတော့သွားစေတနာတွေဝေဒနာဖြတ်တယ်ဒေါစာဦးကြီးကတကားကိုစောင့်ပိတ်လိုက်တော့အခါကျွန်တော်ဝမ်းပန်းတနေ့နေ့ထွက်လာခဲ့ရပါတယ်ခုချိန်ထိကျွန်တော်နေခဲ့တော့မြို့ရဲ့အမည်ကိုမပြောရသေးကျွန်တော်တို့မြို့အမည်မှာတန်လျင်ဖြစ်ပါတယ်တန်လျင်မြို့တော်ကအောက်မြန်မာပြည်ရဲ့ပြင်ဦးနယ်လို့ပွဲရတဲ့တိုင်အောင်တန်ရှင်းစင်ကျဲကခင်မြည်တော်မြို့တစ်မြို့ဖြစ်ပါတယ်BOC ကုမ္ပဏီရဲ့အကြမ်းကြဒေသဖြစ်၍တန်လင်းမျိုးဟာပင်ကိုတဘာဝတင့်တယ်လှပခြင်းမှာဥရောပဆန်စွာပြုပြင်ထားမှုကြောင့်ခင်မီစွာတည့်ရစနစ်ကျသောမြို့တစ်မြို့ဖြစ်တယ်။ထို့စဉ်ဟာတန်လင်းစည်းရုံကြီးအားရန်ကုန်စည်းရုံကြီးထပ်ပြီးကရိယာတစားပြည်စုံတယ်လို့သတင်းပေးရဲ့တန်လင်းစည်းကြီးအတွင်အမဲသားငါးယုံတွေရှင်ကောင်းမဝင်အောင်တန်စကားစုံလေတကားကြီးများတက်ထားတဲ့ပညာရေးအပြင်တပြည်လုံးမှကြီးရတဲ့သားသမီးများလာရောက်အပ်ရသည့်အထိနာမည်ကြီးသောစိန်ကျော်ချက်သာသနာပြုကျောင်းကောင်းအပြင်ဟန်တာဝတီခရိုင်နဲ့တခုတည်းဖြတ်တဲ့အမေရိကန်မတ်တေး high school ကျောင်းရင်းလည်းရှိရဲ့ BOC ကုမ္ပဏီကြီးဆိုးရမျိုးဖြစ်တဲ့ဖြင့်တန်လင်းမျိုးပါဝင်ဟန်တာဝတီခရိုင်ရဲ့အရေးပိုင်းရာဇဝင်းဝင်ဆိုရင်ဘီလက်သားအစစ်များဖြစ်လေရှိရဲ့ခရိုင်ဆရာဝန်ဆိုရင်လည်းဘီလက်သားဆက်ဆက်ပင်ဖြစ်တယ်ကျွန်တော်ဖေဖေဒေါက်တာဦးသက်ပေရဘီလက်ပြန်မဟုတ်တော့လေဘုံတက်ကတူထွက်ဆရာဝန်ကြီးတဦးဖြစ်တယ်ထို့ကြောင့်ကိန်းခန့်ကြီးသောတန်လင်းစည်းရုံကြီးတွင်လက်ထောက်ဆရာဝန်ကြီးတဦးဖြစ်နေတယ်ကျွန်တော်တို့မှာမိဘနှစ်ပါးလုံးဘက်မှာဘိုးဘီပင်များလက်ထက်ကစ၍တန်လင်းစာတိဖြစ်တယ်ဖေဖေကစည်းရုံကြီးဝင်းတွင်မှအိမ်ရတော်လဲမနေတန်လင်းတင်မောစိတ်တို့ပြေသောကားလမ်းနှင့်ရုံးလန်းတောင်ကန်းနယ်မနီမဝေးတွင်ကျွန်တော်တို့မိဘဘူးဝါပိုင်၄ဧကခန့်ကျဲသောခြံနှင့်တိုင်ရှိရဲ့
ကျွန်တော်တို့ချန်နယ်ဆက်လျက်ရှိသောတစ်ဖက်ချန်မှာတတိပိုင်ချန်တစ်ခုဖြစ်၍အိမ်ကောင်းကောင်းဆောက်ကအရာရှိများကိုငှားရမ်းထားလိမ့်ရှိတယ်။ယခုထိုတစ်ဖက်ချန်မှာအသက်ပြောင်းလာသောနေပိုင်ရာဇဝတ်တရားသူကြီးငှားနေတယ်။တရားသူကြီးကပြောင်းလာစားဖြစ်သဖြင့်ကျွန်တော်တို့နဲ့တဦးနဲ့တဦးမခင်မင်ကြသည်။တို့ရရင်ထိုတညကလေးပြောက်တာနဲ့ပတ်သက်၍လူကြီးချင်းမှခင်မင်သွားကြတယ်။လူကြီးများထက်မှကျွန်တော်သိရသမျှတရားသူကြီးမှာသမီး၄ယောက်ရှိရဲလို့ဆိုတယ်။တို့ရရင်သူတို့အားလုံးနဲ့ကျွန်တော်မသိကျွမ်းသည်။မိုးရွာပြီးစတနေ့လေတွင်ကျွန်တော်တို့ချက်အနောက်ဘက်သို့ထွက်လာခဲ့တယ်။တန်လင်မျိုးကမိုးရွာပြီးစမှအလွန်လှပဆန်းကျင်တယ်။ရှင်တော်ဟူ၍မတွေ့ဘူး။မိုးရေစီးကြောသဖြင့်ဖွေးဖွေးနှုတ်သောတဲဖြူဖြူများသာရှိရဲ့။မိုးရေဖြင့်ဆူဆွတ်သောဤတဲဖြူတို့မှကစားရသည်ကိုကျွန်တော်နဲ့တတ်တယ်။မြေပြင်မှာထိုင်လိုက်၍ခြေတစ်ချောင်းကိုခွေးပြီးထောင်ထားပါ။ခြေပမိုးပေါ်မှာတဲတို့ကိုပုံပါ။တဲတို့မုံစိမ့်ပေါအဆိုင်ခဲပမာမြင့်တက်လာသောအခါတိတ်တီးအောင်လက်ဘဝဖြင့်ရိုက်ပေးပါထို့နောက်တတိထား၍ညင်ညင်တသားဖြင့်ခြေဘဝကိုနှုတ်ယူလိုက်ပါထို့ကအပေါက်ဝတစ်ဖက်သားရှိသောအက်စကီမိုရှိခဲပမာခုံခုံလုံးလုံးတံတန်ကျင်းရက်တယ်ဤတဲအိမ်ကိုကျွန်တော်ဘိုးအိမ်လို့ခေါ်တယ်မိုးရွာစေရေချူဝသည်မှာပျော်စရာကောင်းတဲ့နေတူမိုးစေးပြီးစတဲဖြူဖြူတို့ဖြင့်ဘိုးအိမ်ဆောက်တန်းကစားရသည်မှာလေထိုစရာစာမဖွင့်နိုင်လောက်အောင်ရှင်မြူးဖွင့်အတီးဖြစ်နေတယ်ကျွန်တော်ဘိုးအိမ်ကိုဆန်းဆန်းကြကြိမ်ဆောက်တတ်တဲ့တဲဘိုးအိမ်မှာပရင်းပေါက်များဖောက်ကမိကျစ်ဘူးစီကရက်ဘူးများကိုပရင်းပေါက်များဖြတ်နေတက်တယ်။ဘိုးအိမ်ပဝင်းကျင်ကိုတဲတိုင်းကရွေဝင်းခတ်တယ်။ဝင်းချံတွေမှာတောပန်းတောပွင့်တို့ကိုစ၍ပန်းချံလေးဖန်တီးတတ်တယ်။ဘိုးအိမ်ဆောက်ရည်ရွယ်ချက်ဖြင့်ထွက်လာခဲ့သောကျွန်တော်ချန်ပီယံဘက်ညရာပင်ကြီးတပင်အောင်မှာတွေ့ရတဲ့တရံကြောင့်ခြေလမ်းများတုံသွားတယ်။ညရာပင်ကြီးကိုမြည်၍ကောင်မလေးတယောက်အဝေးသို့ကြည့်နေတယ်။ကြည့်ရစီမှာရွှေကင်းတဲ့အပြင်ရာသီဥတုတန်ကြောင့်မိုင်းညိုနေသောကြိုက်ဘောတိစီတီတော်ကြီးကိုဖူးတွေ့နိုင်နေကျွန်တော်သူ့နီးသူ့ချင်းကပ်သွားတယ်အနည်းရောက်သောအခါမှာကျွန်တော်အံ့ဩရပြန်နေကောင်မလေးကကျွန်တော်ထန်နေတယ်တို့ရရင်သူ့လက်တွင်မှာစောင်းတုံးရှိ၍ဘေးမှာလေးတခြားစောင်းတုံးရှိသေးတယ်ကျွန်တော်အံ့အားသင့်စီဆုံးမှာသူ့မျက်နှာပေါ်မှာကျွေးကော်ကိုင်းမျက်မှန်ကြီးဖြတ်တယ်ကျွန်တော်သူ့နီးသူ့ရောက်သွားတဲ့အခါသူကမောင်းရင်မျက်မှန်ကြီးဖြန့်ကြည့်တယ်ကျွန်တော်တို့နှစ်ဦးကအတန်ကြာစွာစကားမပြောဘဲတဦးကတူစိုက်ကြည့်နေမိရဲ့ကျွန်တော်စတဲ့နှုတ်ဆက်တယ်။ဘာလုပ်နေရလဲ။သူကလက်တွင်မှစောင်းစီကြည့်ပြီးပြန်ဖြေတယ်။ကြပြဖက်နေရ။ဘာရဲ့။သူကကျွန်တော်မျက်မှောင်ကျုံကြည့်ကထပ်ဖြေတယ်။ကြပြဖက်နေရ။ကြပြဆိုတာဘာလဲ။မချောင်းလေးကပြန်မဖြေသူ့လက်တွင်မှစောင်းကိုထိုးပေးရဲ့။ကျွန်တော်တက်သွေးမှတ်သွေးဖတ်ကြည့်ရဲ့။ဘာမှတော့နားမလဲ။နေမျက်စိမုံလို့မျက်မှန်တက်ထားတာလား။ပထမဆော့သူကလေးကရီရဲ့မျက်မှန်ကိုဖြုတ်၍မျက်မှန်ခွင်းအတွင်းသို့သူ့လက်ညှိုးဖြူဖြူလေးကိုထိုးပြတယ်။လက်ညှိုးလေးကမျက်မှန်ကိုဖောက်ရည်ထွက်လာတယ်။မှန်မရှိတော့မျက်မှန်ပါတကားကျွန်တော်လေးသဘောကျစွာရှိရဲ့။နင်းနမဲဘလို့ခေါ်လဲ။မောင်။ဘာရဲ့မောင်ဟုတ်လား။မောင်မဟုတ်ဘူးမောင်။ငါဖေရောငါမေရောငါဆရာမကရောမောင်လို့ပဲခေါ်တယ်။မချောလေးကဘာလို့သဘောကျတယ်မသိပြုံးနေ။နင်းနမဲရောခိုင်။ဘာရဲ့ခိုင်တလုံးနဲ့ပဲလား။ခိုင်စဉ်းစားတဲ့အောင်တွေ့ဝေပြီးမှပြန်ဖြေရဲ့တလုံးနဲ့တော့မဟုတ်ဘူးသူတို့ခေါ်တယ်လို့ခေါ်ရင်နှလုံးလို့ခေါ်လို့ရတယ်သူတို့ဆိုတာဘာတူလဲတို့ရလူကြီးတွေပေါ့လူကြီးတွေကဘယ်လိုခေါ်လဲမိခိုင်နေတလုံးနဲ့မခေါ်ချင်ငါ့ကိုမိခိုင်လို့ခေါ်ပေါ့ဟောမိခိုင်လို့မခေါ်ချင်မအောင်ခိုင်လို့ပဲမောင်ခေါ်မယ်မောင်ကိုလည်းမောင်လို့ပဲခေါ်ရမယ်နော်ခိုင်ရပြုံးပြုံးလေးကောင်းနေတယ်မိတ်ဆွေဖွဲ့ပြီးတော့ကျွန်တော်ကြီးနက်နက်နဲ့ခိုင်ပြီးမှဝင်ထိုင်နေဝင်ထိုင်ရင်လည်းခိုင်ကိုချီဆုံးကောင်းဆုံးကြည့်ရင်ခိုင်ရပြန်ကြည့်တော့ခါကျွန်တော်ပြုံးမိပါတယ်အဲ့ဒီမျက်မှန်ပြက်ကြီးကိုဘာလို့တတ်ထားတာလဲမျက်မှန်အပြက်ကြီးမဟုတ်ပါဘူးခိုင်ဖိုးရဲ့မျက်မှန်အဟောင်းကြီးပါအင်းလေခိုင်ကဘာလို့မျက်မှန်အဟောင်းကြီးတတ်ထားရတာလဲခိုင်ရဲ့မျက်နှာလေးမတိမတာတိတ်ကျသွားတယ်အတန်ကြာမှဖိုးကစာဖတ်ရင်မျက်မှန်ကြီးနဲ့ဖတ်တယ်စာကြီးဖတ်ရင်မျက်မှန်ကြီးတက်ရတယ်အေးဟုတ်တယ်စာကြီးဖတ်ရင်မျက်မှန်ကြီးတက်ရတယ်မောင်ဖေဖေဖတ်တဲ့စာအုပ်တွေကအကြီးပဲဖေဖေမျက်မှန်ကြီးလည်းအကြီးပဲလေခိုင်ဘာမှပြန်မပြောပဲသူ့စာအုပ်ကသာဖွင့်ရင်စာမျက်နှာလေးလန့်နေအဲ့ဒါဘာစာအုပ်လဲကြပြအဲ့ဒီကြပြဆိုတဲ့စကားကိုငါနားမလည်ဘူးဒါဖြင့်နားထောင်ခိုင်ဖတ်ပြမယ်အနုမြသွင်တောတက်ခွင်လေပြောင်စင်မလွင်ကြံသေးလင့်လျက်ဆက်ဖြင့်ဟူမြူးကခုံမဲခါမဟုတ်ပဲမိုးလွဲချီငိမ်ညချမ်းရင်ကထစ်ချုံမဲညူရွာအပ်တို့လေအဲ့ဒါပါလေနေအောင်ငါဆက်ဖတ်ပြအောင်မယ်
ရတုလလည်းစိတ်တခါလေနှွေပြန်သည်မူရွှေရီကားတော်ရှင်တော်မိုးသာကျုံဝါကျိန်ကျိန်တိမ်မူခုနှစ်80မပြည့်ရွန်းတဲ့ပတ်ခွေရီရှိလီနဲ့ကျွန်တော်ခိုင်ပါရီဖတ်နေသည်ကိုအတိပ္ပယ်မပေါကြသည်ထို့ကြောင့်ထပ်မိရတယ်ခိုင်အခုဘာရီဖတ်နေရလဲမောင်နာမလဲဘူးခိုင်ကသူ့မျက်တောင်ကော့ကလေးများခက်ကခက်ခိတ္တဆန်းစားတယ်မောင်ပနတန်းလေ၄တန်းအဲ့ဒီစာရီမဖတ်တတ်ဘူးလားဟုတ်ခိုင်ကောဖတ်တတ်သလားစာလုံးပေါင်းဖတ်ရင်နည်းနည်းတော့သိတာပေါ့ဒါပေမဲ့ခိုင်ကဒါရီအလွတ်ရနေတာဖိုးဖိုးကရွတ်ပြတာ哦အခုနေ့ကိုခိုင်ကဖတ်ပြတာမဟုတ်ဘူးအလွတ်ရွတ်ပြတာထိုအခါမှကျွန်တော်သဘောပေါက်တယ်အဲ့ဒါတွေကဘာဆိုလိုတာလဲဖိုးဖိုးကပြောတာပဲအဲ့ဒါမိုးဦးကြတဲ့အကြောင်းနဲ့တစ်ပင်ပေါ်မှာတချို့အရွက်တွေကစိမ့်ပြီးတချို့ကဝါနေတယ်တဲ့မိုးမရွာခင်လေယာတိုက်တယ်တဲ့လေတိုက်တော့တရွက်တွေကျွေတာပေါ့နောက်ဆုံးဟော်ရီမှာတအုပ်ရှိသေးတယ်ခိုင်ကဘေးမှာစာအုပ်ကိုကောက်ယူပြီးစာမျက်နှာများရှောက်လန်းပြတယ်မြင်းသားထားသောစာပိုက်များမြင်သောရွတ်ပြပြန်တယ်လေခမြေသက်ဇံဝိတက်တို့တိရွက်ရော်ရီအိန္ဒရာနီဝေတင်ကီတဝက်ဖတ်၍စည်းစုံခြေသောပုံတို့အဲ့ဒါကရောဘာတဲ့လဲအဲ့ဒါလေတရွက်ကျွေတာပဲတရွက်ကျွေတာဟာရတိစံလျှောသလိုပဲတဲ့ဤချိန်နေမှုကျွန်တော်ကပြုံးမိရဲ့ရတိစံလျှောတာကတရွက်ကျွေလို့မဟုတ်ပါဘူးဟာငါတွေ့ဘူးတာတော့တခါတည်းငိုးတာပါရတိစံလျှောတာမောင်တွေ့ဘူးတယ်ဘယ်မှတွေ့ဘူးသလဲဇက်ထဲမှာဟုတ်တယ်ဇက်ထဲမှာဘဲပေါင်းကြီးဇက်ခိုင်နေချိုက်စွာရေးမေးတယ်ဘဲပေါင်းကြီးဇက်ဟုတ်တယ်ငါတော့အဲ့လိုမှတ်ထားတာပဲ